မင်္ဂလာပါရှင်။ကောင်းရမြန်မာမှကြိုဆိုပါရစေ။ဒီကနေ့2026ခုနှစ်ဇွန်လ4ရက်နေ့စနေနေ့မနက်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကျွန်မနဒီမြင့်ပါ။ရေဒါရှင်မြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကတင့်ကားများနှင့်လေကြောင်းပစ်ကူများအုံပြု၍ကြီးလေပူပေါင်းထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်း။အထိုးကြီးမြို့ပေါ်သို့တော်လှန်ရေးတပ်ဖွဲ့များရောက်ရှိလှုပ်ရှားနေပြီးစစ်ကောင်စီနှင့်ပူးပေါင်းသည့်စီးပွားရေးသမားများကိုအရေးယူမည်ဟု PDF ခေါင်းဆောင်မှတတိပေးလိုက်တဲ့ဆိုတဲ့သတင်းအပါအဝင်အကြောင်းစိတ်ဝင်စားစရာနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းရေဒါရှည်မြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင်စစ်ကောင်စီတပ်ကတင့်ကားများနှင့်လေကြောင်းပစ်ကူများကိုပါအလွန်အကျွံအုံပြုကကြီးချောင်းလေကြောင်းပူပေါင်း၍အပြင်းအထန်ထိုးစစ်ဆင်နေကြောင်းနေပြည်တော်တိုင်းစစ်ဌာနတာဝန်ခံဗိုလ်လာကျော်၏ပြောကြားချက်အရသတင်းရရှိပါရရှင်။စစ်ရေးရအရေးပါသည့်စစ်တောင်းမြစ်အရှိတ်ဘက်ကမ်းရှိစွာမကြီးတပ်စခန်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကဇွန်လ3ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်လာသဖြင့်ဇွန်လ1လလုံးနီးပါးနေ့စဉ်ရက်ဆက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ကလေကြောင်းဒရုန်းများအပြင်စစ်တောင်းမြစ်ဝမ်းဝဲရာရှိ81မမ120မမဟဝိဇာအမြောက်များနှင့်တင့်ကားများကိုပါအသုံးပြု၍အသေးအတန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ရေဒါရှည်မြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ချမ်းရှိဗရောက်ကုန်းကျေးရွာနှင့်ကျွန်းကုန်းကျေးရွာဝင်းကျင်တွင်စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီးစွာမကြီးစခန်းတိုက်ပွဲအတွင်းစစ်ကောင်စီ၏တာကရ610ကွန်တင့်ကားတပ်ရင်းမှုမှာဗိုလ်မှူးကျော်လင်းအောင်အပါအဝင်20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဇွန်လအတွင်းဖြစ်ပွားခဲ့သည့်နေပြည်တော်တိုင်းစစ်ဌာနစစ်စင်ရေးနယ်မြေတိုက်ပွဲများတွင်စစ်ကောင်စီဘက်မှစုစုပေါင်း40ကျော်သေဆုံးကလက်နက်18လက်သိမ်းဆည်းရမိခဲ့ကြောင်းနေပြည်တော် PDF ကဇူလိုင်လ2ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါသည်လက်ရှိတွင်စစ်ကောင်စီတပ်ကဗရောက်ကုန်းနကြက်နှင့်အင်းကြီးပေါက်ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်းနှင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်နေသဖြင့်ဗရောက်ကုန်းအိုးမြေတူစီပိုင်းရှမ်းရွာလေးကျုံကုန်းအင်းကြီးပေါက်ခေနန်းရွာတေတောင်ရင်ကုန်းကြာရင်ကုန်းနှင့်ကျိတ်ပရီရွာစသည့်ကျေးရွာဆက်ရွာဝင်းကျင်မှာဒေသခံပြည်သူ2000ကျော်ဘေးလွတ်ရာသို့စစ်ဘေးရှောင်နေကြရကြောင်းဒေသခံတရင်မြစ်များနှင့်စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ၏ပြောပြချက်အရသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းခြံခရိုင်နထိုးကြီးမြို့ပေါ်သို့တော်လှန်ရေးတပ်ဖွဲ့များရောက်ရှိလှုပ်ရှားနေပြီဖြစ်ပြီးစစ်ကောင်စီနှင့်ပူးပေါင်း၍ကိုကျိုးရှာနေသည့်စီးပွားရေးသမားများကိုပြက်ပြက်သားသားအရေးယူသွားမည်ဖြစ်ကြောင်းနထိုးကြီး PDF ကောင်းဆောင်ကိုစိုးအောင်ကပြင်းထန်စွာသတိပေးပြောကြားလိုက်ကြောင်းသတင်းရရှိပါရရှင်မြင်းခြံခရိုင်အမှတ်4တပ်ရင်းနှင့်အမှတ်10တပ်ရင်းတို့တွင်တာဝန်ထမ်းဆောင်နေသည့် PDF ကောင်းဆောင်ကိုစိုးအောင်သည်နထိုးကြီးမြို့ဝင်ဆိုင်းပုတ်ရှိတွင်ရိုက်ကူးထားသောရုပ်သံဖိုင်မှတဆင့်အဆိုပါသတိပေးချက်ကိုလူမှုကွန်ရက်တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်နထိုးကြီးမြို့ပေါ်တွင်တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီးနောက်လက်ရှိတွင်တော်လှန်ရေးတပ်ဖွဲ့များဟာမြို့ဝင်နေရာများနှင့်မြို့ရင်းအထိဝင်ရောက်လှုပ်ရှားနိုင်သည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်တော်လှန်ရေးတပ်ဖွဲ့များကနထိုးကြီးမြို့ကိုထိန်းချုပ်နိုင်ရေးဆောင်ရွက်နေသည့်ကာလအတွင်းစီးပွားရေးသမားအချို့သည်စစ်ကောင်စီနှင့်ပူးပေါင်းကလက်ပေးလက်ယူပြုလုပ်ခြင်းပြည်သူများကိုဒုက္ခပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းကြောက်တွန်း၍ကိုကျိုးရှာခြင်းများပြုလုပ်နေကြောင်းသိရှိထားသဖြင့်ရင်းလောက်ရများကိုချက်ချင်းရပ်တန့်ရန်တတိပေးလိုကြောင်းပြောကြားထားပါသည်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မိမိတို့၏လုပ်ငန်းကိုသာဥပဒေနှင့်အညီလုပ်ကိုင်ကြရန်နှင့်စစ်ကောင်စီနှင့်ဆက်နွယ်ရောရှက်ပြီးသူတို့ခိုင်းတာများလှုပ်ဆောင်နေပြီးဆိုပါကလုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါသည်လက်ရှိတွင်နထိုးကြီးမြို့ပေါ်၌စစ်ရေးအခြေအနေတင်းမာနေစေဖြစ်ပြီးဒေသခံပြည်သူများအနေဖြင့်စစ်ရေးတတိဖြင့်နေထိုင်ကြရန်တော်လှန်ရေးတပ်ဖွဲ့များကတိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်မောင်းတုံးမြို့နယ်ကျိန်ချောင်းရှိစစ်တုံးပန်းများထိန်းသိမ်းရာစခန်းကိုစစ်ကောင်စီတပ်ကလေကြောင်းမှတဆင်ပြင်းထန်စွာဘုံကျဲတိုက်ခိုက်ခဲ့သဖြင့်စစ်တုံးပန်းဗိုလ်ကြီးအဆင့်ရှိအရာရှိတအုပ်အပါအဝင်စုစုပေါင်း၄ဦးနေရာ၌ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်းတာဝန်ကျထောင်ရရှိတအုပ်၏ပြောကြားချက်ကိုကိုးကား၍ဒေသရင်းသတင်းမြစ်များထံမှသတင်းရရှိပါရရှင်လိုင်လ2ရက်နေ့ညနေ3နာရီခန့်တွင်စစ်ကောင်စီတပ်ဟာအဆိုပါကျိန်ချောင်းစစ်တုံးပန်းအကျဉ်းစခန်းကိုဂျက်တိုက်လေယာဉ်တစ်စီးဖြင့်6ကြိမ်တိုင်လာရောက်ပစ်ခတ်ပြီးပေါင်900ဘုံသီး6လုံးကျဲချခဲ့သည့်အပြင်ဝိုင်တွဲလေယာဉ်တစ်စီးဖြင့်9ကြိမ်တိုင်ထပ်မံဘုံကျဲကဘုံသီး28လုံးပစ်ချခဲ့သဖြင့်စုစုပေါင်းဘုံသီး33လုံးအထိအသုံးပြု၍အလွန်ကျွံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်အင်းတို့ရည်ရွယ်ချက်ရှိဘုံကျဲတိုက်ခိုက်မှုကြောင့်စခန်းတွင်းရှိစစ်တုံးပန်းများကိုစေကူတာပေးရန်တာဝန်ကျနေသည့်စစ်ကောင်စီတပ်မှဗိုလ်ကြီးတအုပ်နှင့်စစ်တုံးပန်း3ဦးစုစုပေါင်း4ဦးနေရာတွင်သေဆုံးခဲ့ရပြီးစစ်ကောင်စီအနေဖြင့်စစ်တုံးပန်းထိန်းသိမ်းရာနေရာများကိုရည်ရွယ်ချက်ရှိလိုက်လံတိုက်ခိုက်နေသဖြင့်လက်ရှိအချိန်အထိအချက်လက်များအရစစ်တုံးပန်းသေဆုံးမှု200ကျော်သွားပြီဖြစ်ကြောင်းသတင်းမြစ်များကပြောပြထားပါသည်စစ်ကောင်စီတပ်ဟာမောင်းတုံးမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုများကိုဇူလိုင်လ1ရက်နေ့ကလည်းနေကြားဆောင်တက်နခခ9နေရာဟောင်းတွင်ပြုလုပ်ခဲ့ပြီးယခုကဲ့သို့2ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ဟာယမန်နေ့ဇူလိုင်လ3ရက်နေ့နနက်7:00နာရီခန့်တွင်ထောက်ရှာပင်ကျေးရွာသို့ရောက်ရှိနေပြီးကျေးရွာတွင်းရှိနေအိမ်များကိုဖောက်ထွင်းဝင်ရောက်ကပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလျက်ရှိကြောင်းဒေသခံပြည်သူများနှင့်သတင်းမြစ်များထံမှသတင်းရရှိပါရရှင်အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာဇူလိုင်လ2ရက်နေ့ကရေထွက်ကြီးရွာမှတဆင်ညောင်ရည်တဲရွာသို့ရောက်ရှိခဲ့ပြီးနောက်ယမန်နေ့တွင်ထောက်ရှာပင်ရွာသို့ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်ပေါင်းမြို့နယ်အရှိမြောက်ပိုင်းရှိကျေးရွာ16ရွာမှဒေသခံပြည်သူ1182ဦးမှနီးစပ်ရာကျေးရွာများနှင့်တောတောင်များအတွင်းသို့ယာယီစစ်ဘေးတိမ်းရှောင်နေကြရပြီးစစ်ဘေးရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းသိရှိရပါသည်အဆိုပါစစ်ကြောင်းသည်ပေါင်းမြို့နယ်ရေပြရွာဘက်နှင့်မြိုင်မြို့နယ်အတွင်းသို့ဆက်လက်ထွက်ခွာလာနိုင်သဖြင့်ဒေသခံပြည်သူများအနေဖြင့်လေကြောင်းနှင့်မြေပြင်စစ်ကြောင်းအန္တရာယ်ကိုအထူးသတိပြုကြရန်အညာမြေတပ်ပေါင်းစုကတိုက်တွန်းထားပါသည်ရင်းစစ်ကြောင်းသည်မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးစဉ်ကလည်းတာစီရွာနှမ်းစီကန်ရွာမြေရည်ရွာနှင့်မိထီလာရွာတို့မှဒေသခံပြည်သူ9ဦးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပါသည်ထို့အပြင်မြိုင်မြို့နယ်မြစည်းတော်ရွာရှိရွာဦးဘုံကြီးကျောင်းစရက်2ခုပြည်သူပိုင်နေအိမ်20ကျော်နှင့်မော်တော်ယာဉ်ဆိုင်ကယ်များအပါအဝင်အိမ်သုံးပရိဘောဂနှင့်စားနပ်ရိက္ခာအများပြားကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံသတင်းမြစ်များရဲ့ပြောပြချက်အရသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီပြည်သူစစ်မှုထမ်းဥပဒေအရအာရမဖမ်းဆီးမှုအပါအဝင်နှီးမျိုးစုံဖြင့်စစ်မှုထမ်းစုဆောင်းခံရသူများတွေမှာ18နှစ်မပြည့်သေးသည့်ကလေးငယ်113ဦးအားမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းအရွယ်မရောက်သေးသူကလေးငယ်များစစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးထွန်းအောင်ကဇူလိုင်လ2ရက်နေ့အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်းသတင်းရရှိပါရရှင်စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်စတင်အသက်သွင်းခဲ့ပြီးနောက်အမှတ်စဉ်1မှ24အတွင်းအတင်းအာဏာမှစုဆောင်းခံရသူများတွေမှာအရွယ်မရောက်သေးသူများကိုပြန်လည်စစ်ဆေး၍လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါသည်သို့သောမြေပြင်တွင်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်များနှင့်ပြူစောတိအဖွဲ့များကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းမိသားစုများထံမှငွေညှစ်ခြင်းနှင့်အသက်မပြည့်သေးသူများကို18နှစ်ပြည့်မှတ်ပုံတင်အတုများပြုလုပ်ကာစစ်မှုထမ်းစရင်သွင်းရောင်းစားခြင်းများပြုလုပ်နေကြောင်းစစ်တပ်မှထွက်ပြေးလွတ်မြောက်လာသူများကဖွင့်ချထားပါသည်ထို့အပြင်အာရမဖမ်းဆီးခံရသည့်လူငယ်များ၏မိသားစုဝင်အချို့ကစစ်တပ်ထောက်ခံသည့်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးမဘာသာဘုံကြီးများထံအကူအညီတောင်းခံရရှိမှုများရှိနေပြီးမဘာသာဘုံကြီးများ၏အတနာခံစားကြောင်းကလေးငယ်၄ဦးနှင့်အရွယ်ရောက်ပြီးသူတဦးပြန်လည်လွတ်မြောက်လာသည့်ဖြစ်စဉ်များရှိကြောင်းမန္တလေးမြို့မှငြိမ်းချမ်းရေးဆရာတော် NCY ကပုတ်ဖော်ပြောဆိုထားပါသည်ဇ
စစ်ကောင်စီဘက်ကအရွယ်မရောက်သေးသူများကိုပြန်လည်လွှတ်ပေးနေသည်ဟုပြောဆိုနေတော်လေလက်ရှိမြေပြင်တွင်အာဏာပိုင်များနှင့်လက်အောက်ခံအဖွဲ့အစည်းများ၏စစ်မှုထမ်းရဲ့အတင်းအာဏာဖမ်းဆီးငွေညှစ်နေမှုများမှာလွှတ်တော်အစည်းအဝေးများအထိပါတိုင်ကြားဝေဖန်ခံနေရသည့်ကိစ္စရပ်များဖြစ်နေကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာတိုင်းနယ်စပ်မြန်မာဘက်ချမ်းရှိကြားပြန်အွန်လိုင်းငွေလိမ်လုပ်ငန်းစခန်းတစ်ခုတွင်အိန္ဒိယနိုင်ငံသား900ခန့်အတင်းအကျပ်ဖမ်းဆီးခိုင်းစေခံနေရကြောင်းဖမ်းဆီးခံရသည့်အိန္ဒိယနိုင်ငံသားတဦး၏မိသားစုကထုတ်ဖော်ပြောဆိုလိုက်ပြီးအိန္ဒိယဗဟိုအစိုးရအနေဖြင့်အမြန်ဆုံးကယ်ဆယ်ပေးရန်အကူအညီတောင်းခံထားကြောင်းသတင်းရရှိပါရရှင်ဖမ်းဆီးခံထားရသူမှာအိန္ဒိယနိုင်ငံမဟာရပ်ရှ်ထရာပြည်နယ်ဘစ်ခရိုင်မှအသက်24နှစ်အရွယ် graphic designer တဦးဖြစ်ပြီး၎င်းသည်လွန်ခဲ့တဲ့ဇွန်လ4ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရှိအလုပ်ကိုင်ခေါ်စာတစ်ခုဖြင့်တွားရောက်ခဲ့ရမှာမြန်မာထိုင်းနယ်စပ်သို့ခေါ်ဆောင်ခံရကနိုင်ငံကူးလက်မှတ်သိမ်းဆည်းခံရပြီးတလကျော်ကြာအတင်းကျပ်ခိုင်းစေခံရခြင်းဖြစ်ကြောင်းသိရှိရပါတယ်စခန်းတွင်အိန္ဒိယနိုင်ငံသား900ခန့်ရှိနေပြီးနေ့စဉ်16နာရီမှ18နာရီအထိငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေရကအမှတ်ပြစ်မှတ်မပြေမီပါကရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့်အပြင်ပြန်လည်တော်လှန်ရန်ကြိုးပမ်းသူအချို့တပ်ဖြတ်ခံခဲ့ရကြောင်းဖမ်းဆီးခံရသူကမိသားစုထံဖုန်းဖြင့်ဆက်သွယ်ပြောကြားထားပါတယ်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဘစ်ခရိုင်ရဲတပ်ဖွဲ့ကဇွန်လ26ရက်နေ့တွင်အမှုဖွင့်စုံစမ်းစစ်ဆေးနေပြီးအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာန MEA နှင့်အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ NIA အပါအဝင်ဗဟိုအစိုးရအဖွဲ့အစည်းများထံအကူအညီတောင်းခံထားကြောင်းသိရှိရပါတယ်ထို့အပြင်မဟာရပ်ရှ်ထရာပြည်နယ်ဝန်ကြီးဟောင်းဒါနန်ဂျေမွန်ဒီကလည်းပြည်နယ်ဝန်ကြီးချုပ်ထံစာပေးပို့ကဗဟိုအစိုးရနှင့်ပူးပေါင်း၍အမြန်ဆုံးကယ်ဆယ်ပေးနိုင်ရေးဆောင်ရွက်ပေးရန်တောင်းဆိုထားကြောင်းသတင်းရရှိပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်မြည်သည့်စစ်ရေးအရဂျားဝင်ဆွတ်ဖက်မှုကိုမဆိုတုံ့ပြန်ရန်အသင့်ရှိနေပြီးကျူးဘာပြည်သူများသည်မိမိတို့၏အချုပ်အခြာအာဏာကိုနောက်ဆုံးသွေးတစ်ဆက်အထိကာကွယ်သွားမည်ဖြစ်ကြောင်းကျူးဘာသမ္မတမီကွယ် DS ကနေက Sky News သတင်းဌာနနှင့်အင်တာဗျူးတွင်သတိပေးလိုက်ကြောင်းသတင်းရရှိပါရရှင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏မကြာသေးမီကပြောကြားချက်များနှင့်ပတ်သက်၍ဝါရှင်တန်ဆိုရမီဒီယာများကိုအသုံးချကာကျူဘာပေါ်စိတ်သက်စစ်စင်ရေးလုပ်နေခြင်းဖြစ်ပြီးရင်းမှာနိုင်ငံရေးဥပဒေကိုပြောင်ပြောင်တင်းတင်းချုပ်ဖောက်ခြင်းဖြစ်ကြောင်းအကယ်၍တိုက်ခိုက်မှုဖြစ်ပွားလာပါကကျူဘာပြည်သူများအနေဖြင့်ပြက်ပြက်သားသားတုံ့ပြန်သွားမည်ဖြစ်ပြီးစစ်ပွဲကိုမလိုလားတော့လေစစ်ပွဲကိုကြောက်ရွံ့ခြင်းမရှိကြောင်းကျူဘာသမ္မတကဆိုပါတယ်တို့ပြင်ကျူဘာမြေပေါ်တွင်တရုတ်သို့မဟုတ်ရုရှားအခြေစိုက်စခန်းများရှိနေသည်ဟုသောအမေရိကန်၏ဆွဆွဲချက်များကိုညှင်းဆိုခဲ့ပြီးဝါရှင်တန်ဆိုရ၏နှစ်ရှည်လောင်စာဆီနှင့်စီးပွားရေးပိတ်ဆို့မှုများသည်ပြည်သူများအတွက်လျှက်စစ်မီပြတ်တောက်မှုနှင့်စေဝါပြက်လက်မှုများကိုဖြစ်စေသဖြင့်လူမျိုးတုံးတပ်ဖြတ်မှုများသည့်ရာဇဝတ်မှုဖြစ်ကြောင်း၎င်းကဝေဖန်ထားပါသည်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယို၏နိုင်ငံရေးအကျဉ်းသားများရှိနေသည်ဟုသောဆွဆွဲချက်အပေါ်တွင်လည်းကျူးဘာနိုင်ငံ၌နိုင်ငံရေးအကျဉ်းသားမရှိဘဲဥပဒေချုပ်ဖောက်သူများသာရှိကြောင်းတုံ့ပြန်ခဲ့ပြီးအမေရိကန်အနေဖြင့်ကျူးဘာ၏စနစ်ဖြင့်အချုပ်အခြာအာဏာကိုလေးစားမည်ဆိုပါကမြည်သည့်ကြိုတင်စည်းကမ်းချက်များမပါဘဲဆွေးနွေးညှိနှိုင်းရန်အမြဲအသင့်ရှိကြောင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါရရှင်ဒီကနေ့ဇူလိုင်လ4ရက်နေ့စနေနေ့မနက်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါရဲ့ရှင်။ကျမနဒီနှင်းပါ